အားလုံးပဲမင်္ဂလာပါ90 Black Analysis ကနေကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်ပြောပြပေးမှာတော့မင်းညာကပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ Manchester United အသင်းနဲ့ Tottenham Hotspur တို့အသင်းပွဲအပြီးမှာတော့ Michael Carrick ရဲ့ပြောကြားချက်လေးနဲ့ interview မေးဖြေလေးတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ် Michael Carrick ရဲ့ပွဲအပြီးပြောကြားချက်ကတော့ပွဲဥထွက်10မိနစ်လောက်မှာအနေငယ်ခက်ခဲခဲ့တယ်ဆိုပေမဲ့ပထမပိုင်းမှာတော့ကစားသမားတွေကအခွင့်အရေးတွေကိုဖန်တီးနိုင်ခဲ့ပြီးတော့ပြိုင်ဘက်ကိုချင်းချောက်နိုင်ခဲ့လို့ကျေနပ်မိပါတယ်။ Tottenham ဘက်ကလည်းပထမပိုင်းမှာကောင်းကောင်းကစားနိုင်ခဲ့လို့အချို့အခြေအနေကိုပြုပြင်ပြောင်းလဲခဲ့ရပါတယ်။ဒုတိယကိုရရှိသွားတဲ့အခါမှာတော့ပွဲကိုပိုပြီးထိန်းချုပ်နိုင်ခဲ့သလိုလူငယ်ကစားသမားလေး Tesla Fletcher ရဲ့ပထမဆုံးပွဲထွက်မှုကိုမြင်တွေ့ရတာလည်းအားရစရာကောင်းပါတယ်။အင်တာဗျူးတဲ့သူက Johnny Evans ကအသင်းရဲ့တေကန်ဘောဆက်ပြီးနီးပြအသက်လားMichael Carrick ရဲ့ဖြေကြားချက်ကတော့သူကနီးပြအသက်တော့မဟုတ်ပါဘူးဒါပေမဲ့ Johnny ကအတွေ့အကြုံရှိပြီးကစားသမားတွေနဲ့အများကြီးလက်တွဲလှုပ်ဆောင်နေတဲ့သူပါသူတို့ရဲ့စူးစမ်းမှုတွေကြောင့်အခုလိုအရေးကြီးတဲ့ပထမဂိုးကိုရရှိခဲ့တာဖြစ်ပါတယ် Bruno Fernandes အကြောင်းကိုတော့အင်တာဗျူးတဲ့သူက Bruno ရဲ့အသင်းအပေါ်အရေးပါမှုကိုဘယ်လိုပြောချင်ပါလဲ Michael Carrick ကတော့ Bruno ကအသင်းအတွက်ရန်ကိုရေးပါတယ်သူကဘယ်လိုနေရာမျိုးမှမဆိုကစားနိုင်တယ်လို့အသင်းအပေါ်မှာလည်းအများကြီးအလေးထားတဲ့သူဖြစ်ပါတယ်သူ့ရဲ့အရေးသွေးနဲ့အသင်းပေါ်ထားရှိတဲ့စိတ်ဓာတ်ကတော့တကယ်ကိုထူးခြားပါတယ်လို့ဖြေကြားခဲ့ပါတယ် Michael Carrick အနေနဲ့နောက်လာမယ့်ရာသီမှာချန်ပီယံလိဝင်ရဖို့ကအဓိကပန်းနိုင်ဖြစ်ပြီးတော့အခုလောလောဆယ်မှာတော့တပွဲချင်းစီကိုပဲအာယုံစိုက်သွားမှာပါလို့ဖြေကြားခဲ့ပါတယ်ပြည်သက်တွေအားတက်တွေရောရှိနေတာကိုဝမ်းသာပါတယ်သူတို့ကိုပျော်ရွှင်အောင်လုပ်ပေးရမှာကျွန်တော်တို့ရဲ့တာဝန်ပါပဲဆိုပြီးတော့ Michael Carrick အနေနဲ့ဖြေကြားထားခဲ့ပါတယ်ဒီလောက်နဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ခင်ဗျာကျွန်တော်ကိုကြည့်ရှုအားပေးနေကြသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးနဲ့ TikTok လေးကိုတော့ follow YouTube မှာဆိုရင်တော့ subscribe လေးနှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်ခင်ဗျာ